ဒါကြောင့်ဒီနေ့ကိုထွန်းကလူကနေပြီးတော့เนาะဝယ်အပေးသွားတာပေါ့ဖန်ကဘောစီကကျွန်တော်ဆိုင်ကယ်တင်ဖို့ပေါ့เนาะကျွန်တော်ဒီကောင်အမြင့်ပေ12ပေနီးပါးရမယ်ပေါ့เนาะရပြီကျွန်တော်တင်ပြမယ်เนาะကျွန်တော်မော်တာကတော့အိမ်သုံးပြီး1600ဝတ်တဒန်းမော်တာနဲ့တက်စင်သုံးပြတာဖြစ်ပါတယ်ကျွန်တော်မီနီအသေးသားဖောက်ကလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီအမြင့်ပေမျိုးကျွန်တော်ကိုထွန်းကလူမှာရရှိနိုင်ပါတယ်ဒါကတော့ကျွန်တော်အသေးသားမီနီဖောက်ကလေးဖြစ်ပါတယ်ကျွန်တော်အမြင်7ပေ12ပေနီးပါးရရှိမှာဖြစ်ပါတယ်ပေါ့နော်။အာမကျော်ကြ limit ဖြတ်သွားပြီပေါ့ limit ဖြတ်သွားရင်အပေါ်ထပ်တင်လို့မရတော့ဘူးပေါ့နော်။ကျွန်တော်ဒီမီးညက်ဆိုရင်120ဗို့ single motor နဲ့ဖြစ်ပါတယ်။ရချမယ်။ဒီကျမတို့လုပ်ငန်းခွင်မှာပေါ့နော်။ပစ္စည်းတွေအလွယ်တကူတခြားလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ mini fork လေးလိုပါကကျွန်တော်တို့ကိုထွန်းကိုမှာရရှိနိုင်ပါတယ်အမြင့်ပေအမျိုးမျိုးဝယ်အားပေးနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒါလက်ရှိ12ပေက fork လေးခုံလေးကိုဖန်ကဘောစီဝယ်အားပေးသွားတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်လူကြီးမင်းတို့လိုပါကကျွန်တော်တို့ကိုထွန်းကိုမှာ chicken ရင်းနှီးစွာဆက်ပြီးများဝယ်အားပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာကဲရ